ဆိုတော့ဒါ single room ပေါ့နော် single room ဘီရိုအရှိနှစ်ခုအဝတ်ဘီရိုအရှိနှစ်ခုနဲ့ဒီခရမာဒရောယာပါတဲ့ပေါ့နော်ဆိုတော့ cabinet အမြင့်ကတော့2600ပေါ့နော်2600ဆိုတော့ကျွန်တော်ပြီးနေဆိုရင်10ပြီကျော်တယ်ပေါ့နော်ဆိုတော့တစ်ဖက်မှာအဝတ်ချိတ်တွေဟာအပေါ်အောက်နှစ်တန်းဟိုအပေါ်မှာကျတော့အဝတ်တွေထားမစင်ပေါ့နော်ဆိုတော့ဒီဖက်လည်းအတူတူပဲခရမာတော့အဲ့ဆွဲ drawer အကြီးကြီးပေါ့နော်ဆိုတော့ပြီးရင်ကျွန်တော်တို့ဒီခရမာထိုင်ပြီးတော့ကျွန်တော်တို့ office တဘောနဲ့ခုံလေးချပြီးတော့ဒီ bench လို့ပေါ့နော်စပွဲခုံလို့တုံးလို့ရတယ်ပေါ့နော်ဒီဟာမျိုးလေးကဒါလက်ကင်လေးကဆွေရောင်လေးနဲ့ပေါ့နော်ဆိုတော့လူတယောက်စာတော့လုံလောက်ရှိတယ်ဒါတော့ renovation ဖြစ်တယ်လက်ဝင်တယ်နေရန်ဒီကျမ်းပြည်တွေကမညီမညာဆိုတော့တော်တော်လေးလက်ဝင်ပါတယ်ကြာလှုပ်လို့ရတာဆိုတော့ဒါမျိုးစိတ်ဝင်စားတယ်ဆိုရင်3950ကျပါတယ်လို့เนาะ